မင်္ဂလာပါရှင် GTC ရဲ့ session နဲ့ပြည့် anniversary အထိမ်းအမှတ်အတွက်ပေါ့နော်မွေးနေ့ဆုတောင်းစကားလေးပြောပြပါအောင်ရှင် GTC ကလေအင်မတန်မှတိုင်အောင်စင်ရှိရပေါ့နော်သမီးလေးဖောင်ကို beginner တွေကနေစပြီးတော့အခု pre B2 အထိတက်နေတယ်ပေါ့နော်နောက်လက်ဆက်တက်အောင်မယ်အရန်ကိုအောင်မြင်တယ်သမီးလေးလည်းတိုးတက်တယ် 4 skills လုံးကိုကျွမ်းကျင်တယ်ဒါကြောင့်မလို့ GTC ကိုဒီတက်မက session နှစ်မကနှစ်ပေါင်းများစွာဆက်လက်အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်နော် ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါရှင် GTC ရဲ့ session နဲ့ပြည့် anniversary အတွက်မွေးနေ့ဆုတောင်းစကားလေးပြောပြပါအောင်နော် GTC ကျောင်းရင်ဒီထက်မကအောင်မြင်တိုးတက်ပါစေဒီကျောင်းကြီးမှာသမီးလေးနဲ့သားလေးတွေကိုထားရတာလေအရန်ကိုအဆင်ပြေပြီးတော့ဆရာမတွေကလည်းအရန်ကို train ပေးတာလေ့ကျင့်ပေးတာစေတနာထားရတယ်လေအရန်ကိုကောင်းပါတယ်သားတွေသမီးတွေကိုလည်းဒီ GTC ဟော level အမြင့်ဆုံးရောက်တဲ့အထိပြီးဆုံးအောင်ဒီအမတို့ကစူးစမ်းပြီးတော့ဒီကျောင်းမှာပဲတက်ရောက်ပညာသင်ကြားသွားမှာပါဆရာမတွေကိုလည်းသားလေးသမီးလေးတို့တိုးတက်အောင်ပြုစုပြောထောင်ပေးတယ်ကျောင်းကြီးနဲ့ဆရာမတွေကိုလည်းအရန်ပဲကျေးဇူးတင်ပါတယ်GTC ကျောင်းရဲ့ကျောင်းသူကျောင်းသားဖြစ်ရတဲ့ဟာကိုလည်းဂုဏ်ယူမိပါတယ်။သားလေးသမီးလေးတွေအတွက်ဒီကျောင်းမျိုးရွေးချယ်မိလို့လည်းကိုလည်းဂုဏ်ယူမိပါတယ် ကျေးဇူးတင်ပါတယ်ရှင် မင်္ဂလာပါရှင်မမဟုတ် GTC နဲ့ပြည့်အထိမ်းအမှတ်တော်လေးစတောင်းစကားလေးပြောပြပါဦးရှင်မမ ဟုတ်ကဲ့ပါရှင် GTC ဒီထက်မကအများကြီးတိုးတက်အောင်မြင်ပါစေเนาะအနာဂတ်ရဲ့ကလေးတွေကိုလည်းဒီထက်မကအများကြီး support ပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ဟုတ်ကဲ့ ဟောအမှတ်တရစကားလေးရှိနေပြောပြပါဦးရှင်မမ မတရားစကားလေးတော့ရှိပါတယ်အမတို့ GTC ကိုပေါ့တော့ကိုယ့်ရဲ့ကလေးကိုယုံကြည်နဲ့အနေနဲ့အနေရတဲ့အတွက်ကလည်းအမတို့အတွက်အများကြီးကြိုးကြည့်စီဖြစ်ခဲ့တယ်ဘာလို့ဆိုတော့သမီးကရင်တော့ဆို speaking တွေပါရရင်အားနေတယ်လေအခုဒီ GTC ရဲ့ summer program လေးတက်ပြတော့ရမှာသမီးလေးကအင်္ဂလိပ်စာဘာသာစကားကိုရေးဝင်ပြောရဲလာတာဆိုတော့ဒါသမီးလေးအတွက်တော့မှတ်တိုင်းတစ်ခုပါပဲရှင်ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ရှင်မမဟုတ်ကဲ့